ဘာတွေဖြစ်နေရလဲရိုနယ်ဒိုရဲ့မနေ့ကနိုင်ဂျီးရီးယားနဲ့ပွဲမှာရိုနယ်ဒိုရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီးလူပြောများနေပါတယ်ရိုနယ်ဒိုကရရှိခဲ့တဲ့အပိုင်အခွင့်အရေးတွေကိုထင်မှတ်မထားလောက်အောင်လွဲချော်နေခဲ့တာပါရိုနယ်ဒိုရဲ့အမာကန်ဖန်တွေကတော့ဒါဟာရိုနယ်ဒိုရဲ့အဆုံးသက်ပဲဒီတန်းဆိုပေါ်တူဂီသင်းဖလားရဖို့မလွယ်ကူတော့ဘူးဆိုပြီးတော့ထောက်ပြပြောဆိုခဲ့ကြပါတယ်ဒါပေမဲ့တစ်ချက်စဉ်းစားမှာကရိုနယ်ဒိုကဘယ်လိုလူမျိုးလဲဆိုတာကိုပါကျွန်တော်ကတော့အခုလိုအခြေအနေကိုရမ်းကိုသဘောကျမိပါတယ်ဘာလို့လဲဆိုတော့ရိုနယ်ဒိုကဒီနေ့ခြေစွမ်းတော်တော်ညံ့ခဲ့တာပါအဲ့ဒီအချိန်မှာရိုနယ်ဒိုကအရင်ကလိုပဲဝေဖန်မှုတွေကြုံလာတိုင်းလုံးနေကြအရာတစ်ခုပါငါအတွက်ပြီးဆုံးချိန်လားဒါဟာမဖြစ်နိုင်ဘူးဒါကကမ္ဘာအကောင်းဆုံးဘောလုံးသမားတစ်ယောက်ပဲမာဒီနဲ့ဘာတွေမှားနေလဲဆိုတာကိုငါပြန်ပြီးသုံးသပ်ရမယ်ပြီးရင်နှစ်ပွဲမှာငါဂိုးရအောင်သွင်းပြမယ်ဆိုတာကိုတွေးနေမှာပါရိုနယ်ဒိုဖန်တွေကိုမှားချင်တာကတော့စောင့်ကြည့်ကြပါဦးငါတို့အားလုံးသူနဲ့ပတ်သက်ပြီးတော့ထင်ထားတာတွေအမြဲလိုမှားနေမိခဲ့တာကိုသူ့ရဲ့အကောင်းဆုံးပုံစံလေးနဲ့အချိန်ချင်းပြသခဲ့ပြီးပြီမို့ထပ်ပြီးတော့ယုံကြည်ပေးဖို့လိုပါတယ်အခုရိုနယ်ဒိုရဲ့ခြေသွမ်းကတကယ်ပဲသုံးမြတ်ဖြစ်နေတာလားဘာတွေလိုအပ်ချက်ရှိနေတာလဲပေါ်တူဂီအသင်းကရောဒီ2026ကမ္ဘာဖလားကြီးကိုရသွားနိုင်မလားဆိုတာကတော့ကျွန်တော်တို့နဲ့အတူ6မှတ်ဆက်ရှင်မှာလာရောက်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးပါခင်ဗျာ